ကိတ်ခွဲစီတွေမှာမွေးတဲ့ကိတ်ကိုမခွဲခင်မှာကျွန်တော်တို့ညီမလူမျိုးတွေဗုဒ္ဓဘာသာရဲ့ဆရာထိုင်ထိုင်တဲ့အညီဆရာဝန်ရံတွေပြောသူရဲ့မိမိကိုဝိမိကိုတင်တောင်းပါပဲဖြစ်ပါတယ်အဲ့ဒီအတွက်ဆရာဝန်ရံနဲ့ဆရာဝန်ရံမိမိခင်ဗျာကျွန်တော်တို့ရဲ့ဇုံမစီမီထက်တော့ကြွရပေးပါရဲ့လက်ခေါ်ပါပဲနဲ့သူဖိတ်ခေါ်ကြပါလေခင်ဗျာဆရာဝန်ရံကျွန်တော်လက်ခေါ်ပါများဖြစ်ဒီနေ့ကတော့ဖိတ်ခေါ်ပေးပါဦးခင်ဗျာရှင်လေးစကားနဲ့စီပေးတယ်လေးကိုကျွန်တော်အားလုံးကြားသိကြပါမယ်ခင်ဗျာနေ့စဉ်ဒီလိုပွဲမျိုးကိုအောင်မြင်ပါကျင်းပနိုင်ပါစေဘေးရန်တွေနဲ့ကင်းဝေးပါစေမိဘပေါ်မှာဒီချက်သိတတ်တဲ့သားမြင်လာပြီးဖြစ်ပါစေလို့သူများကညာနဲ့အောင်မြင်စေပြီးတိုက်ခိုက်တယ်ကင်းဝေးပါစေအားလုံးနဲ့ကျမ်းမာချမ်းသာကြပါစေမျိုးကြီးစားโอเคတော့ဘုရားကိုဆရာဝန်ရဲ့မိမိရဲ့ပါလေးကိုကပ်ပြီးလမ်းနဲ့အမတ်တရားကိုကျွန်တော်အားလုံးပြီးပါလားလက်ခုပ်